ရှင်တန်သစ္စာဒီကြီးခံရယမစုတရားနဲ့ဒီမြမဒီမြမဒီမြမနာဂတ်ကာလဉာဏ်ဒီတိုင်းမှာဘယ်သူရှိစားမှန်းဆရရဲတူကောတယောက်တစ်ဖက်တစ်ပါးကြီးဘာမထီလန်းစေနိုင်လို့မေးထက်ဘူးကြဆိုးရဲ့တွေ့ကြုံရဲ့ဖြစ်မြဲတမလားမြတ်ကျိုးရှိရှုကိုရေးဆန္ဒဓမ္မစုတရားလက်ခိုက်တာညီမြသာယာကျင်နာလွမ်းချုံပြေဝလူသားကတို့တိုင်းသားအေးတူမြအတူတကွလူသားချင်းကိုကြီးစာစာတရားရဲ့အညွတ်လူဆိုရဲရည်ကြည်သူမှချစ်ခင်ဒီသာနာလင်သာနာမြတ်တော်ရှင်သုံးမင်္ဂလာငါတို့ရဲ့ဒီမြမခုများတော့တူတမျက်နှာမကြည့်မသာမရွှေမပြောအနေရှိဆုံးတစ်ချိန်မှာလောကဘက်တစ်ခုလူကဘက်ဒီလူကဒီဘက်အာပြုလို့မြည်ကိုအလေလူကိုကြချမ်းစီရောဟောတဲ့အကောင်းမမြင်နိုင်ကြအတ္တကြီးစိုးမခံသာစကားနဲ့ဒီပိဒီပေါ်ဘောပိဘောမတဲ့ညရဲ့ရှုပ်ရှားအမှန်နဲ့မှာလောကဓမ္မဆိုတာသူတော်သူဆောင်နတ်တော်တွေသေခါရလူကေဓမ္မောဟေဝေယက္ခဏတိဓမ္မစာရီတရားကိုဆောက်ရှောက်တော်သူတရားရပြီပြန်လဲဆောက်ရှောက်တာလေ